ဆိုင်းဘုတ်ပေါ့နော်ဒါထင်သာမြင်သာတဲ့နေရာတွေမှာရေးထားတာကြည့်လိုက်လို့ရှင်အကုန်လုံးပဲအင်းရှုပ်ကူဟိုမှာပဲဖြစ်ဖြစ်စက်ရုံတွေမှာဒီကောင်တွေဆိုင်းနေပါတယ်တန်ရှင်းလောက်တဲ့သူကပေါ်တိုင်းဖို့ပိတ်မပိတ်မီမှာတီရှူးနဲ့အဲ့မှာလေထိုင်တဲ့နေရာတွေပါတန်ရှင်းလုပ်ပေးခဲ့လေဟုတ်တယ်နော်ပြီးရင်ရေဆွဲချဘုံတော်ဖုံးပိတ်ခဲ့နော်ဘာလို့ဆိုတော့အဲ့ဒါရင်းလုံးအိမ်သားတို့ပါဟိုကလည်းဖြစ်တယ်နော်အဲ့ဒီသဘောတရားမျိုးပွင့်ရကြည့်မထားနဲ့နော်တော်တော်များပွင့်ရထားလို့အဲ့ဒါကိုပြောဒါကြောင့်ကဲဟုတ်ပြီနံပါတ်4ကိုကြည့်ပါလက်ပုံစံလေးပြထားတယ်အဲ့ဒါပါတော့အဲ့ဒါမကန်ရလက်ပြထိတွေ့ခြင်းမပြုရတားမြစ်တော့အချက်ပြသင်္ကေတဟုတ်တယ်နော်ကိုယ်နဲ့မဆိုင်တဲ့ဟာတွေသွားပြီးတော့မကန်ဖို့ပြီးတော့ရှင်အလေကောပေါ်ကလက်တော်လက်ပဲသူကလက်ညှိုးလေးနဲ့တခုခုနှိမ့်မဲ့ပုံစံလေးပြထားတယ်ဟုတ်တယ်နော်အဲ့ဒီလက်ညှိုးထိပ်မှာခလုတ်လေးပုံနဲ့အဲ့မှာခန်းကြီးသုံးလုံးရေးထားကင်ကျူနော်စစ်စေးလုံနေတယ်ဒါကြောင့်မလို့ဘာလို့မလဲအောက်ကရေးထားတယ်ဆွေးချီရောဣရေရုနာဣရေရုအဲ့ဒါဟိုင်ရုဣရေရုနော်ဆွေးချီရောဣရေရုဆိုတာပါဝါပြီးတော့မနှိပ်ဖို့အော်မလုပ်ဖို့အဲ့ဒါပြောတာဥမာကွာတို့ကကွာအလုပ်ခွေတဲ့ပါကွာစက်ကိုစစ်တော့မယ်ဟုတ်တယ်နော်စစ်တော့မယ်အချိန်မှာအဲ့ဒီအချိန်မှာတော့ဘလူးမှမရှိဘူးနော်ဘလူးမှမရှိတော့စက်ကိုရက်လိုက်တယ်ပေါ့ရက်ပြီးတော့ဒီအောက်ကိုဝင်ဟွာရက်သွားသိရမလားဆွဲထုတ်ရမယ်ပစ္စည်းတွေပါတယ်ကင်းဆိုင်လိုတွေပါညက်သွားလို့နော်ကွန်ပီယာပဲထားရပေါ့အဲ့လိုဆွဲထုတ်ပြီးလုံနေတဲ့အချိန်မှာမူလီကခြောင်သွားတော့မူလီပြန်ကျက်နေတာတော့ပါတော့အဲ့ဒီအချိန်မှာတယောက်ကဝင်လာတယ်နော်ဝင်လာပြီးဘာမှရေးမထားတဲ့ဟာတခါကျဟိုပြီးတော့စက်ကရက်နေတယ်လည်းမသိဘူးစက်ကိုဒုံဖွင့်လိုက်ကောဟုတ်တယ်နော်အဲ့ဒီကလည်းလုံနေတဲ့လူအန်ရရှိတယ်လေအဲ့ဒါကြောင့်ဘလို့အဲ့ဒီစက်ကလုံးမှာဒါ switch ပေါ့ဟုတ်တယ်နော်အဲ့ဒီစက်ကလုံးမှာသွားပြီးတော့ကတ်ထားတာဒီခလုတ်ဒီဆိုင်ဒီလိုကတ်ထားတော့ကတ်တိုင်းနှိမ့်မဲ့လူကလာရင်အာစက်ကစစ်နေတာပဲဖွင့်လို့မရဘူးအဲ့ဒါမျိုးကိုပြောတာ